โอเคအကုန်လုံးသိကြတဲ့အတိုင်းပဲဒီနေ့ကျွန်တော်တို့ကြားတဲ့သတင်းတွေကမကောင်းဘူးပေါ့နော်ကျွန်တော်ငလင်းလေးလှုပ်တယ်ကျွန်တော်တို့မိသားစုဝင်တွေအကုန်လုံးဆုံးရှုံးနေပေါ့နော်မန္တလေးတွေစကိုင်းတွေကံပေါက်တာတွေတရားကျိုးတာတွေအိမ်ပြိုတာတွေပေါ့နော်အများကြီးဖြစ်သွားတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာပြောချင်တာတစ်ခုကအခုလိုကြုံနေရတဲ့လူတွေအကုန်လုံးအားတင်းတာပါအနည်းနဲ့အမြန်ကျွန်တော်တို့ဘက်ကနေပြီးတော့အကူအညီတွေအများကြီးရောက်လာမှာပါကျွန်တော်ကိုယ်တိုင်ကလည်းအခုကျွန်တော်နဲ့တည်တဲ့ foundation တွေရှိတယ်အမှသွားပြီးတော့ဟိုဝစားလေးတော့၎င်းစာဝန်တွေရေးအတွက်တော့၎င်း plan တွေဆွဲနေပါတယ်လို့ပြောခြင်းနဲ့နောက်တစ်ခုကဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာချမ်းသာတဲ့ဦးစီးပိုင်းတွေချမ်းသာတဲ့လူတွေပါမယ်ဆိုလို့ရှိရင်ပေါ့နော်တခုပြောချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေခင်ဗျားတို့ရဲ့ငွေကြေးကိုတုံးဆွဲဖို့အတွက်အကောင်းဆုံးအခွင့်အရေးကဒီအခွင့်အရေးပဲတစ်ဖက်မှာကျွန်တော်တို့ဘာသာဝင်နေဆိုလို့ရှိရင်ပလီပြိုကြတယ်လူတွေတည်တယ်လူရောက်130ကျော်တည်တယ်ရင်ထဲမှာစိုးနေတယ်ကျွန်တော်တို့ဆိုရင်ခင်ဗျားတို့ဆိုလို့ရှိရင်လည်းစီတီပထိုးတွေပြိုတယ်စိတ်ဖူးတော်တွေမြေခတယ်မျိုးစုံဖြစ်တယ်ကလေးတွေမူကြိုကြောင်းတွေဖြစ်တာတွေမိဘတွေရင်ခွဲရတာတွေရှိတယ်အဲ့တော့ပတ်စံတွေကိုမလိုအပ်တဲ့နေရာတွေမှာသုံးမှတက်စားလို့ရှိရင်အခုလူထုကလိုအပ်နေတဲ့အချိန်မှာခင်ဗျားတို့အိပတ်စံကိုသူတို့အတွက်သုံးပေးတင်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းမလုပ်ဘဲနဲ့မပြောဘူးကျွန်တော်ကိုယ်တိုင်လည်းဘသူစီကမှအလုံးမကောက်ခံဘူးဘသူစီကမှဘာမှမလုပ်ဘူးကျွန်တော်ဆိုလို့ရှိရင်ရှေ့မှာမင်္ဂလာဆောင်မှုကိစ္စတွေရှိတယ်ဒါပေမဲ့အိတ်ထရနေပြီးတော့ပတ်စံအချို့လူမယ်တမ်းမယ်ကျွန်တော်စီမှာပုံနေတဲ့အဝတ်စားတွေရှိတယ်အဲ့ဒါတွေပေးမယ်ပတ်စံဟိုလိုမျိုးကြီးစုမအလူဆိုတာဖြစ်တာမဟုတ်ကိုဘာကိုနိုင်လဲဘာကိုပိုင်လဲတပိုင်းတနိုင်ဆိုလဲဖြစ်တယ်အလူငွေကောက်ခံနိုင်တာလည်းမဟုတ်ဘူးကိုရဲ့ဘလောက်နိုင်လဲအဲ့လောက်အင်အားနဲ့ကိုရဲ့နိုင်ငံသားအချင်းချင်းကိုရဲ့လူသားအချင်းချင်းဒုက္ခရောက်နေတဲ့လူကိုနေတာကဒါဘာသာတိုင်းမှာကောင်းတယ်လို့ရကျွန်တော်တို့ဒီနေ့မြင်နေရတဲ့မြင်ကွင်းတွေအကုန်လုံးကရှင်ထဲမှာလုံးဝမကောင်းဘူးကျွန်တော်ကတော့ဒီ fashion content တွေလုပ်နေတဲ့လူတယောက်ဒါပေမဲ့ဒါတွေနဲ့ဘာမှမဆိုင်ဘူးခင်ဗျားတို့ထင်လိုက်ဒါပေမဲ့ကျွန်တော်လည်းလူသားတယောက်ပဲကျွန်တော်ဒါတွေမြင်တော့ရင်ထဲမှာလှိုက်ကနေပဲကျွန်တော်တို့မြင်နေအုံနောက်တွေပါထွက်ကြဦးတွေပါတွေငလင်တစ်ခုနေပေါ့နော်အထူးသဖြင့်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကိုကအလှူနိုင်တန်းနိုင်တဲ့အစင်တန်းရှိတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကိုကတခြားတစ်ယောက်ကိုအကူအညီပေးခြင်းနဲ့ဆိုလို့ရှိရင်ပတ်စံနေအများကြီးမလိုပါဘူးကိုရီနိုင်တဲ့လောက်နဲ့ကိုရီဖြစ်တဲ့လောက်နဲ့ကိုရီစီမှာရှိတဲ့လောက်နဲ့ကိုရီရဲ့အနီးနားမှာတွားလှူနိုင်လူရဲ့ပုံကိုယ်ကြီးရှိခဲ့လို့ရှိရင်လူပေးတမ်းပေးကြပါဒီဗီဒီယိုကြည့်နေတဲ့ထဲမှာအဲ့လိုမျိုးဒုက္ခရောက်နေလူတွေရှိကြမယ်ဆိုလို့ရှိရင်လေကိုကဘယ်နေရာဘယ်ဒေသဘလို့မှာဒုက္ခဖြစ်နေပါတယ်ကျွန်တော်တို့ကတော့ဘလို့ဖြစ်နေပါတယ်ဖုန်းနံပါတ်ဒီနေရာလိပ်စာတွေအကုန်လုံးကိုဒီ comment box ထဲမှာရေးသွားပေးလို့ရတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေကလည်းတခြားလူတွေလည်းမြင်အောင်ဒီဗီဒီယိုကြည့်နေတဲ့လူတွေမှာ influencer တွေပါခဲ့တယ် social media ဘိုင်းမှာလုပ်နေတဲ့လူတွေပါခဲ့တယ်ရှိတော့ statement လုပ်ပေးကြပါ shout out လုပ်ပေးကြပါဒီလိုလူတွေဒုက္ခရောက်နေတာကိုတရေရွယ်တွေလှူဖို့တန်းဖို့တတ်နိုင်တဲ့လောက်ပါဝင်ပေးဖို့ foundation တွေအများဆုံးလှုပ်ရှားပေးဖို့မြင်မကောင်းဖြစ်နေတာတွေအကုန်လုံးကခင်ဗျားတို့ကျွန်တော်တို့မှမပြောရင်ပြောမဲ့လူတွေမရှိဘူးခင်ဗျားတို့ကျွန်တော်တို့ပြောမှသာလျှင်လူတိုင်းကကျွန်တော်တို့အတန်တွေကိုကြားမှာမပြောဘဲထိုင်နေဘာမှကြားမှာမဟုတ်အဲ့တော့များပြောကြပါဒုက္ခရောက်နေတဲ့လူတွေကူညီဖို့အတွက်ကိုအတတ်နိုင်ဆုံးပါဝင်ကူညီကြပါကျွန်တော်ရဲ့တတ်နိုင်သလောက်ကျွန်တော်အသည့် foundation နဲ့ရှိမယ်အများဆုံးလှုပ်ရှားဖို့တွန်းအားပေးနေပါတယ်ကိုယ့်ရဲ့မိဘညီကောင်မောင်နှမတွေကတော့ဒုက္ခရောက်နေပါတယ်အဲ့တော့ထိုင်ကြည့်နေတာမဟုတ်ဘဲနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ကူညီပေးကြဖို့တောင်းဆိုပါတယ်ဒုက္ခရောက်နေတဲ့လူတွေအားလုံးအများဆုံးအေးချမ်းပြီးတော့ဘုရားသခင်အကုန်လုံးကိုစောင့်ရှောက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်